ပြောလားသဘောကျလားပြောလားစိတ်မဆိုးပါနဲ့ဖေတိုးတိုးနဲ့ခိုင်းလို့စိတ်ဆိုးတယ်ချော့လိုက်ပါအခုပြောကြဲကြီးပြောရတယ်စိတ်မဆိုးနဲ့တော့စိတ်မဆိုးနဲ့တော့နော်ဝါဒါမမတို့ခံမလားข้าวเราเลยที่ข้าว9 သိန်းခွဲ9 သိန်း 5,000နဲ့ဟိုတယ်ရုံးမှာရှင်မိုင်းအဝိချောဇက်ဒီဒါကရေချိုးကိုင်းအင်တာပုံကြီးဒါခဲအင်တာရေမပါဘူးမလားအင်တာရေချိုးကိုင်းမပါဘူးမလားဟုတ်ပါတယ်ဟာဝင်တော့ရွှေရေချိုးကိုင်းပါဆက်လာပေါ့มาแล้วဝင်စိတ်မစိုးနဲ့နော်ဝင်နော်စိတ်မစိုးနဲ့နော်这就是属于呗စိတ်မစိုးနဲ့နော်